1 hour later. ဟောဒီဗီဒီယိုကလည်းကြောက်နေပြန်ပြီမင်္ဂလာပါကျွန်တော်ကတော့ဒီနေ့ကျွန်တော်ရဲ့အဖေအကြောင်းကိုပြောပြသွားမှာပဲဖြစ်ပါတယ်ဖေဖေရဲ့နာမည်မှာဦးမြတ်ကိုဖြစ်ပါတယ်ဖေဖေရဲ့ပုံစံမှာအတိုင်းမျိုးလွယ်လွယ်ရှိပြီးတော့အရက်ရှိရှိနဲ့ကျွန်တော်လိုပဲပိန်ပါတယ်ဖေဖေကစပြင်ဆရာတယောက်ပါအခုတော့တင်မောသားတယောက်ဖြစ်ပါတယ်ဖေဖေကကျွန်တော်ကိုမြန်မာရိုးရာတိုင်းတွေတင်ပေးတယ်ရဲရင်တက်ဖို့လည်းတင်ပေးပါတယ်ဖေဖေကဂီတတီးရတာကိုလည်းနှစ်သက်သူတယောက်ဖြစ်ပါတယ်ကျွန်တော်ဗီဒီယိုလေးကိုသားနေဆုံးကြည့်ပြီးပြည့်သက်ကြအောင်ကျေးဇူးတင်ပါတယ်